Hello Cutie ပါ Cutie ဒီနေ့ကဇပွဲထိုးလေးရဲ့တနေ့တာအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အတူတူလိုက်ပါကြည့်ရှုကြပါဦးနော်။ဒီမိုးတော်နေပြီပေါ့ကွာ။ဒီနေ့ကဇပွဲထိုးဆိုတော့အဲ့ဒါငါစားတော့ဆိုင်မှာပြင်းလိုက်တာမပြောနဲ့တော့ထပ်မပြောချင်တော့ငါအရင်ဆုံးရေမိုးလေးပါလေးချိုးလိုက်အောင်မယ်အဲ့ဒါမှတသက်ရှင်းရှင်းလေးဖြစ်အောင်ပေါ့တပတ်လေးလဲလဲပြီးဆိုတော့ငါရေချိုးလိုက်အောင်မယ်ရေလည်းချိုးလို့ကောင်းနေအေးနေရောကောင်းလိုက်တာကွာလာရေလည်းချိုးလို့ကောင်းနေရောကဲရေလေးလည်းချိုးပြီးဆိုတော့အင်ဂျီလေးတော့လဲလိုက်မယ်အင်ဂျီလေးပါလဲလိုက်အောင်မယ်ကဲအင်ဂျီလေးပါလေးထုတ်လိုက်အောင်မယ်ငါဒီအင်ဂျီလှလာမငါပုံငါချက်ကြည့်လိုက်မယ်ဒီအင်ဂျီတိမ်မလှအောင်ငါချက်လဲလိုက်အောင်မယ်ထထုတ်ကွာဒီအင်ဂျီလေးငါလည်းဖြစ်လာတော့မကြည့်ဘူးချက်ကြည့်လိုက်အောင်ဒီအင်ဂျီလေးလည်းငါလည်းမစိုးအလှလေးပြင်လိုက်မယ်ပြီးစတုံးလေးပါလေးလည်းထုံးလိုက်အောင်မယ်ငါကအလှလေးပြင်ပြီးအနောက်မှာလည်းဖိပြတက်ပြီးဆိုတော့ငါကအစင်တက်ပဲအလုပ်လေးသွားလိုက်မယ်အော်မိနေတာငါဘယ်အိတ်မယူရတယ်ငါဘယ်အိတ်ယူအောင်မှာပဲဘယ်အိတ်လေးယူပြီးဆိုတော့ငါတောက်ဖို့ပဲကျန်တော့တယ်ငါရဲ့ဆိုင်နဲ့ငါရဲ့အိမ်လေးကအဝေးပဲဆိုတော့ငါကားငှားရမယ်ထင်တယ်ငါဖုန်းဆက်လိုက်မအောင်မယ်အော်အေးနော်ဟုတ်ဟုတ်နော်ကားစီရပါလေကျမတို့တစ်ချက်လောက်လာကြိုပေးပါနော်အေးဟုတ်ပြီလာကြိုမယ်နော်ဘယ်နေရာမှာလဲအေးရပါလေကျမအိမ်မှာပဲအေးဟုတ်ပြီဟိုနားမှာတော့စောင့်နေလိုက်မယ်အဲ့ဒါဆိုရင်ကားစီရလဲလာငါလဲပါလေအင်းနေရာကိုအစ်စေးလေးတန်းသွားရုံမယ်ငါညံကြီးရှင်မယ်သူကနည်းနည်းလေးတော့စကားများပါတယ်ဟိုတခင်မကြီးခေါ်တာပဲငါတွားရအောင်မခင်မကြီးခေါ်တာငါပတ်စံမရတော့ငယ်လေးတော့မခေါ်နေလေကျေးဇူးငယ်လေးဝတ်တာဟဲ့ဟာကူဒီဟဲ့ကားစရာဘာဖြစ်နေတာတော့ဘာပြင်ဖြစ်ပါဦးတခင်မဟိုကျွန်တော်ကားဖို့ကြပါဦးနော်အမအေးဟုတ်ပြီဟဲ့ကျမလက်သွဲစရာမလိုပါဘူးရပါလေတခင်မရေလာတခင်မရေတော့မယ်အေးဟုတ်ပြီဒီချမောင်းနော်ကျမပြောစရာမလိုပါဘူးကျမတောင်းကျင်းတော့အေးပါဒါလေးကောင်းကျင်းစီတယ်နော်ဟုတ်ကောင်းကျင်းဟုတ်မယ်ချယ်ရီကာဖေးဆိုင်မှာဟာလားဟုတ်တယ်နော်ဟုတ်ဒီချာလေးလောက်ပါဦးဒါတော့မှကျွန်တော်သွားပြီနော်အေးဟုတ်ပြီဒီပုတ်ပြီးဆိုတော့တကယ်လေးသွားလိုက်ဒီတိုင်းဝင်လိုက်မယ်ဘယ်သူမှတော့တိတ်မရောက်သေးဘူးထင်တယ်ဟို2ယောက်ပဲရောက်သေးတယ်
ငါအရင်ဆုံးငါရဲ့ဘဲအိတ်လေးကိုတွတ်ထားလိုက်မယ်ငါရဲ့ဘဲအိတ်လေးလည်းထားပြီးပြီဆိုတော့ငါအရင်ဆုံးဟိုနှစ်ယောက်မှာဘာမှမလဲဆိုတော့အဲ့ဒါကတော့လောက်ရမယ်ဟုတ်အကူနဲ့အမှဘာများမှမလဲရှင်အဲ့ဒါကျမကကြက်ဥကြော်တပွဲနော်ကျမကမဟုတ်ပါကျွန်တော်ကကြက်ဥမဟုတ်ပါဘာလဲဟိုတပွဲနော်ဘာလဲ steak တပွဲအော်ဟုတ်ကြက်ဥကြော်တပွဲ steak တပွဲအော်ဟုတ်ပြီဟဲ့တငယ်ချင်းအေးပြောဟဲ့你ဘာမှမလင်းခဲ့လားအေးဟုတ်တယ်ငါဘာမှမလင်းခဲ့ဘူးအော်အေးဟုတ်steak တပွဲရပြီနော်အော်ဟုတ်ကျေးဇူးပါရောကိုအော်ဟုတ်စားလို့ကောင်းလားရှင်အော်ဟုတ်စားကောင်းတယ်နော်အော်ဟုတ်ငါဆိုင်ရတဲ့တော်လေးကိုဘာဖြစ်နေပြီပဲအတင်းကြီးပဲတမလို့အော်ငါတို့မှာပါလေနည်းနည်းအဲ့ရပေါ့မဟုတ်လေပါလေတော့ဝဲမလို့အော်အေးဟုတ်ပြီယူမလည်းရောက်ပြီဆိုတော့ငါrice ဒီပါလေရင်းကြီးသမင်းလေးတစ်ခုယူမယ်ပြီးရင် sandwich လေးယူမယ် sandwich ကပမာတော့အော်မှာ sandwich တစ်ခုယူမယ်ကိုလာတစ်ခုယူမယ်ဘာယူကောင်းမလားအော်ပါလေခောက်ဆက်တစ်ခုယူမယ်ခောက်ဆက်တစ်ခုယူမယ်ဟောအမဒီမှာချခဲ့ပြီနော်အော်ဟုတ်ငါဘာလဲမဟုတ်လဲဝယ်ပြီးဆိုတော့ငါတွားလိုက်မယ်ငါညီသမီးလေးရေးစားလိုက်မယ်ညီသမီးလေးကစားလို့ကောင်းနေကွာစားလို့ကောင်းနေဒီဗီဒီယိုလေးကတော့ဒီလောက်မှပြဆုံးသွားပြီဖြစ်ပါတယ်ဒီဗီဒီယိုလေး like and subscribe လေးနေကိုမိပါနဲ့အားလုံးပဲ